အိမ်နီးချင်းနိုင်ငံတွေရဲ့ရေနံနဲ့သဘာဝဓာတ်ငွေတိုက်တွေကိုဖျက်ဆီးမဲ့ဆိုနေအီရန်ရဲ့ချင်းချောက်မှုကြောင့်ဆာရီအာရေဗျဘက်ကမိမိနိုင်ငံရဲ့အကျိုးစီးပွားကိုရန်ပြုလိုက်ရင်စစ်ရေးအရာပြန်လည်တိုက်ခိုက်ဖို့ပဲရှိတယ်လို့ဒီကနေ့မှာပြပြတတသတိပေးလိုက်ပါတယ်။ဒီကနေ့ဗီဒီယိုမှာတော့အရှိအလဲပိုင်းကိုစစ်မီအကြီးအကျယ်ကူးဆက်စေနိုင်တဲ့အီရန်ရဲ့ Operation Dark Age ဆိုတာပါလေ။ဆာရီကဘလို့ပြန်လဲတွန်းပြန်ဖို့ပြင်ဆင်နေတယ်လေဆိုတာကိုနောက်ဆုံးရတဲ့အချက်လက်တွေနဲ့အတူအသေးစိတ်ပြောပြတော့ပါမယ်။ဒီတီမမူကေရဲ့အစားကတော့အစ္စရေးကအီရန်နိုင်ငံမှာရှိတဲ့အကြီးဆုံးတဘာဝဓာတ်ငွေတိုးလောင်ရာ South Pass ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တာကနေစတင်ခဲ့တာမှာဒီတိုက်ခိုက်မှုကိုလက်တုံပြန်တဲ့အနေနဲ့အီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အရက်တချီကအနောက်မဟာမိတ်နိုင်ငံတွေရဲ့စီးပွားရေးပြိုလဲစေဖို့ရည်ရွယ်ပြီးအိမ်နီးချင်းပလဲကွေးနိုင်ငံတွေမှာရှိတဲ့ရေနံနဲ့တဘာဝဓာတ်ငွေတိုးလောင်ရုံတွေကိုဒုံးကျည်တွေနဲ့ပစ်ခတ်ဖျက်ဆီးမယ်လို့ချင်းချောက်ခဲ့ပါတယ်အီရန်ဟာကမ္ဘာရေနံနဲ့ဓာတ်ငွေဈေးကွက်ပျက်စီးစေရေးအတွက် Dark Age လို့အမည်ပေးထားတဲ့စစ်စင်ရေးတစ်ခုကိုဖော်ဆောင်နေပါတယ်။ဒီစစ်စင်ရေးအရာအိမ်နီးချင်းနိုင်ငံတချို့ကစစ်ရေးပစ်မှတ်တွေအပြင်အရပ်ပတ်လောင်စာတိုးလောင်ရုံတွေကိုပါဒုံးကျည်တွေနဲ့စတင်ပစ်ခတ်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဒါအပြင်အီရန်ရဲ့ကြောထောက်နောက်ခံအဖွဲ့တွေဖြစ်တဲ့လက်ဘနွန်က Hezbollah နဲ့ယီမင်က Houthi တပ်ဖွဲ့တွေကနေဒီ Dark Age စစ်စင်ရေးမှာပါဝင်ပြီးဒေသတွင်ကိုဒုံးကျည်တွေဒရုန်းတွေနဲ့တိုက်ခိုက်နေကြပါတယ်။ဒီချင်းချောက်မှုတဲ့အပေါ်ဆာရီနိုင်ငံသားရေးဝင်ကြီးမင်းသားဖိုက်ဆယ်ဘင်ဖာဟန်ကဒီကနေ့မှာတုံ့ပြန်လိုက်တာပါသူကဆာရီနိုင်ငံဆာရီပြည်သူတွေရဲ့အကျိုးစီးပွားနဲ့နိုင်ငံရဲ့စီးပွားရေးရည်မြစ်တွေကိုရန်ပြုလာမယ်ဆိုရင်စစ်ရေးအရာပြန်လည်တိုက်ခိုက်ဖို့ပဲရှိလေလို့တတိပေးလိုက်ပါတယ်ဒါဟာဆာရီအနေနဲ့မိမိရဲ့ရေနံအခြေခံအဆောက်အမှုတွေကိုအီရန်ကတိုက်ခိုက်လာရင်ငင်းခမ်းနေမှာမဟုတ်ဖေအီရန်မြေပေါ်အထိပြန်လည်တိုက်ခိုက်မယ်စစ်ကြေညာချက်တစ်ဖက်ပြက်ပြက်တတတုံ့ပြန်မှုဖြစ်ပါတယ်March 27 update နောက်ဆုံးရရှိတဲ့သတင်းတွေအရ Saudi Arabia ဟာနိုင်ငံအရှေ့ဘက်ခြမ်းကရေနံတွင်စီဦးတည်လာတဲ့အီရန်ရဲ့ဒရုန်းနဲ့ဒုံးကျည်အများပြားကိုဒီကနေ့မှာပဲကြားချက်ပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Saudi စစ်တပ်ကလည်းရေနံချက်ဆက်ရုံတွေနဲ့ဗျူဟာမြောက်နေရာတွေမှာလုံခြုံရေးကိုအမြင့်ဆုံးတိုးမြင့်ထားပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီး American သမ္မတ Donald Trump ကလည်းအီရန်မြေတွေကိုစစ်သည်တွေနဲ့ထိုးစစ်ဆင်ဝင်ရောက်ခြင်းမရှိရင်ဒီစစ်ပွဲဟာနိုင်ဖို့မလွယ်ဘူးလို့ပြောဆိုထားပြီးဒါဟာ Vietnam စစ်ပွဲကဲ့သို့မြေပြင်စစ်ပွဲအထိကူးစက်သွားနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဟုတ်ကဲ့အခုတင်ပြခဲ့တာကတော့ March 27 ရက်နေ့အထိရရှိထားတဲ့အရှိအလဲပိုင်းဒေတာရဲ့တုံလုတ်ချုပ်ချစွာနောက်ဆုံးရစစ်ရေးတင်းမာမှုအခြေအနေတွေပဲဖြစ်ပါတယ်။အီရန်ရဲ့ Dark Age စစ်စင်ရေးဟာတကယ်ပဲကမ္ဘာစီးပွားရေးကိုပြိုလဲအောင်လုပ်နိုင်မလားဆာရီနဲ့အီရန်တို့ကြားတိုက်ရိုက်စစ်ပွဲဖြစ်လာမလားဆိုတာကိုဆက်လက်စောင့်ကြည့်ရမှာပါမိမိတို့ရဲ့အမြင်တွေကို comment မှာရေးသားမျှဝေပေးခဲ့ကြပါအောင်အခုလိုနိုင်ငံတကာသတင်းထူးတွေကိုနေ့စဉ်သိရှိနိုင်ဖို့အတွက် Clear Point Media Channel ကို Subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်